ကျွန်တော်ယခုရုံးမဲ့ကြပြာဟာဘရောက်ပွင့်တဲ့မဂ္ဂဇင်းအမှတ်69 2019ဆရာမောင်စိမ့်နီအမှတ်တရမဂ္ဂဇင်းရဲ့လမ်းကြုံလို့ကျွန်တော်ကြိုက်မိရဲ့အရာသာဆိုတဲ့ကြပြပဲဖြစ်ပါတယ်ကျွန်တော်မိုက်တွင်းကိုကြဲကြဲတူးပြီးနှက်စီတယ်ဒါကိုမိုက်တွင်းနှက်တယ်လို့ခေါ်တယ်အဲ့ဒီတွင်းတွေကရေမထွက်ဘူးအဲ့ဒီတွင်းတွေကရေနံမထွက်ဘူးအဲ့ဒီတွင်းတွေကဓာတ်ငွေမထွက်ဘူးအဲ့ဒီတွင်းတွေကတန်ရန်ဇာတမထွက်ဘူးအဲ့ဒီတွင်းထဲမှာကျွန်တော်ကုကက်သမျှအစုံစံတန်တရားတွေပဲထွက်တယ်လူရင်ကျေးမှုအားနေတဲ့လူဖြစ်ကိုပတ်စံနဲ့ဝဲခဲ့မိတယ်လို့ခြေရလက်ရဖြတ်ထားတဲ့တန်ဝေကကိုတတ်လွတ်စားမိရကစားလို့အယူတရားလို့စားသုံးမှုအားနေတဲ့အမှန်တရားကိုစုပ်ကိုင်မိတဲ့အယူတရားလို့ပါဇက်ကထွေရလေးပါလေကျင်တတ်တယ်နတ်ဆိုးအိမ်တွေကချကောင်လို့ရင်းမဲ့နေတဲ့ပြည်တွင်းစစ်အကြောင်းပြောရင်ဘုံကိုချင်းရှိရရှာနိုင်မိရဲ့ဒီကျိုစီပေါ့လမ်းပြောင်းနေတဲ့ငင်းငယ်ရီကိုအသေးဖမ်းမိတယ်လို့အရှင်ဖမ်းမိတယ်လို့ဖြစ်နေတဲ့ခင်နဲ့စိတ်ကိုမောင်းဖြုတ်ချလိုက်တော့နတ်တိုးကျုပ်ပြအဲ့ဒီလူဘဝဇဝင်ကန်တဲ့အပြင်းပြေဆူဆိုက်လုပ်သေးဆုံးသွားတဲ့အလောင်းပုံကိုလက်ရဖမ်းမိပြီးသူရဲကောင်းဘွဲ့ရွာသွားတဲ့ကောင်လို့ဘုံဝင်စိတ်နဲ့လိန်ငင်းခံတယ်ရေသားကိုချောင်းလိုက်မြေစတိယစိတ်နဲ့အဂရိတရားမှာကို့အမိကိုပြန်မြူမိတဲ့မွေလို့တရွေ့တွေဖယ်သွားရကစလို့တဖြည်းဖြည်းအလိုရမက်ပွားများလာရကအဆုံးအတင်စားသုံးလို့ရတဲ့အခြေအနေထိလူကြီးလူကောင်းစိတ်ကိုဟန်ဆောင်မွေးတယ်ကို့ကျိုးစီးပွားအတွက်အိုင်တွေတိုင်းခြေဆေးတယ်အစင်ပြေတယ်လို့မိုးခါရီတောက်တယ်ခူးပြီးခပ်ပြီးနှုတ်ပြီးနှပ်ပြီးကိုယ့်အသက်ကိုမိကန်တက်တာနဲ့ထည့်ပြီးသူတစ်ပါးအသက်ကိုအမြီးလောက်တဲ့စိန်ခံတယ်ဒါဟာကျွန်တော်အယူဝါဒတင်းထွက်ပစ္စည်းဒါဟာကျွန်တော်အလိုရမက်နတ်ဗျာဒါဟာကျွန်တော်အတ္တဆင်းရဲမိပြလိုက်လို့အာသာဖြေစရာအတ္တမတရားနဲ့ထိတွေ့ဆက်ဆံနေကိုယ်ရည်ကျေးမှုကိုခြေတော်တင်ပြီးနိုင်ငံတကာယဉ်ကျေးမှုကိုစမြုပ်ပြန်တယ်အစိုးမိန်တွေကိုအလွတ်ချက်ပြီးသူတစ်ပါးကိုရှောင်းမြောင်းတိုက်တယ်တိုင်းပြည်ပြန်ရင်စီးပွားတက်တဲ့ဇာတိစိတ်နဲ့ဖက်ရှင်ရှန်ဆန်နိုင်ငံရေးခြေတို့ကိုစတန့်ထွင်တယ်မျက်စိနှလုံးဖွင့်ဝင်ခြင်းလောဘစိတ်နဲ့တွေးပေါင်တက်တယ်လို့မျက်စိနှလုံးပိတ်ပိတ်ခြင်းမောဟစိတ်နဲ့ဘီပိုးစီပိုးတွေ့တယ်လို့အသက်ရှူမွားတဲ့အကြောင်းပြချက်နဲ့လူအခွင့်အရေးတောင်းတယ်ရှေးကဥဆောင်သူလမ်းတိုင်းကို့မကောင်းကြောင်ပြောသူကိုအပြစ်ရှိကြောင်းစည်ရင်သွင်းတွေပူလေးချင်းကမလုံးမိတဲ့ခေပြောင်းတော်လန်ရေးလို့ကျဲပွင့်ပြအမှတ်အသားနဲ့သူတစ်ပါးဘဝကိုစော့ကစားတယ်ဇလန်ရှိလို့ပြင်းလာတဲ့ဘဝစိုက်ဝင်နေတဲ့ပြည့်ရဲ့ဆွဲနှုတ်ဖို့ကြိုးစားတရုတ်ဆောင်များလို့နဲ့ဇလန်မှာကိုဘီလိမ်မမသိအောင်မြန်နှပုံးစွတ်တယ်အဲ့ဒီရုပ်ခန္ဓာတဲ့အော်ဂလီဆန်စရာအသက်ဇီဝဖြစ်စဉ်နဲ့ကျွန်တော်အလွတ်ရွတ်ဆိုလေးရှိတဲ့မယိုးသားမှုအတုအပတတိပြုဖို့ကျွန်တော်ကအစ်စ်လားကျွန်တော်ကအတုလားကိုယ်စိတ်နဲ့ကိုတည်တဲ့မသာပျောက်ဆုံးလာတဲ့ခင်မှာအခုပဲလက်မှတ်ပြပြီးသားဇာပနာတစ်ခုကိုပို့ဆောင်ခဲ့တယ်အဲ့ဒီမှာကျွန်တော်အခွင့်အရေးယူခဲ့သေးသလားအဲ့ဒီမှာကျွန်တော်အခွင့်အရေးလိုချင်ခဲ့သေးသလားပြည်သူပိုင်းသိန်းလုံးကအသိမ်းခံရတဲ့ပြည်သူတယောက်ကိုငေးကြည့်ကျွန်တော်အတွက်လူတချို့ဒုက္ခဟာပီတိဖြစ်เสียပဲမူဝါဒဒီဇိုင်းသစ်နဲ့ဖက်ရှင်နိုင်ငံတော်လူပြောက်ကြော်ညာနဲ့အစိုးမြင်ဝါဒနတ္ထိသမားတူရဲ့သေရေးရှင်ရေးကိစ္စဟာဆင်းရဲမွဲတီရှော့ချတဲ့အထက်ပါသွားသေးလားအနည်းအောင်စစ်တတ်မှတ်ချက်နဲ့တတန်းချုပ်ငိမ့်သွားပြီလားတယောက်ကောင်းတယောက်နင်းဖြတ်ရင်
ကျွန်တော်မိုက်တွင်းကိုကြဲကြဲတူးပြီးနှက်စီတယ်ဒါကိုမိုက်တွင်းနှက်တယ်လို့ခေါ်တယ်ကျေးဇူးတင်ပါတယ်